အားလုံးမင်္ဂလာပါ Product Idea Business Training Center ကိုကျေးဇူးပါတယ်ကျွန်တော်တော်ရင်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့လေ့လာမှုလေးမှာကျွန်တော်ဘာကိုလေ့လာသွားမလဲဆိုရင်တော့ပေါ့နော်ကျွန်တော်တွေကdrop down လေးကိုဘယ်လိုလုပ်လဲဆိုတော့လေ့လာသွားမှာဖြစ်ပါတယ်drop down ဆိုတာပေါ့နော်ကျွန်တော်ရဲ့ပေါ့နော်ဒီစာပဲဖြစ်ဖြစ် link ပဲဖြစ်ဖြစ်ပေါ့နော် button တစ်ခုကနေပြီးတော့ကျွန်တော် hover ထောက်လိုက်မယ်ဆိုရင်သူ့အောက်မှာ link လေးကြာလာတာပဲဖြစ်ဖြစ် data လေးကြာလာပဲဖြစ်ဖြစ်အဲ့ဒါကိုကျွန်တော် drop down လို့ခေါ်ရပေါ့ကျွန်တော်ဒီမှာပေါ့နော်ဟို nav bar မှာပေါ့နော် navigation bar မှာကျွန်တော်ကြာလာတဲ့အရာတွေကိုအဲ့ဒါတွေကိုကျွန်တော် drop down လို့ခေါ်တာပဲဖြစ်တယ်ပေါ့နော်ဥပမာဒီမှာကြည့်ရမယ်ဆိုရင်ပေါ့နော်ဒီမှာဒီပေါ့နော် Microsoft Bing လေးမှာကြည့်မယ်ဆိုရင်ဒါဆိုရင် nav bar လေးပေါ့အဲ့ nav bar လေးတွေကိုမှဒီမှာဆိုရင်ကျွန်တော်ဒါလေးကို hover ထောက်လိုက်တဲ့အတွက်ကြောင့်မလို့ဒီအောက်မှာdrop down လေးကြာလာတယ်ပေါ့ဒါကိုတော့ကျွန်တော်ရ drop down လို့ခေါ်တာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်တော့ကျွန်တော်အဲ့လိုမျိုးပုံစံလေးရအောင်လို့ကျွန်တော်စမ်းကြည့်အောင်ကျွန်တော်ဘယ်လိုစလုပ်မလဲဆိုရင်တော့ကျွန်တော်ရအဲ့ဒီပေါ့နော်div လေးတစ်ခုဖန်တီးလိုက်ရပေါ့အဲ့ div ကတော့ကျွန်တော်ရဒီ drop down ကိုထည့်မှာပေါ့နော် DOWN drop down ဆိုပြီးကျွန်တော်ထည့်ရလိုက်မယ်ဟုတ်ပြီအဲ့တော့ဒီထဲမှာကျွန်တော်ကပေါ့နော်ဒီ drop down hover လုပ်ရင်အောက်ကပေါ်မဲ့ဟာပေါ့နော်ဟိုပါလှုပ်လို့ရမယ့်ဟာကိုကျွန်တော်ဒီမှာစာရေးလိုက်မယ်ဒီမှာကျွန်တော်ကပေါ့နော် home ဆိုပြီးကျွန်တော်ရေးလိုက်မယ်ဒီတိုင်းလေးပဲပေါ့နော်ပြီးတော့မှအောက်မှာကျွန်တော်က p ဆိုပြီးတော့အဲ့ p လေးကိုကျွန်တော်က class လေးပေးမယ်အဲ့ class နာမည်ကတော့ DROP drop down data ပေါ့ drop down data ဆိုပြီးတော့ဒီထဲမှာပေါ့နော် data လေးတစ်ခုရှိမြဲထားလိုက်ပါတော့အဲ့ data ကကျွန်တော်ရပေါ့နော်link ပေါ့ဗျာ link အဲ့တော့အဲ့ class အတိုင်းပဲကျွန်တော်ရေ3ခုလောက် copy ကူးလိုက်မယ်ဒါဆိုတော့ကျွန်တော်ရပြီပေါ့ဗျာရပြီဆိုတော့ကျွန်တော်ရဘာလုပ်ရမလဲဆိုရင်ဒီ h1 ကိုကျွန်တော် hover ထောက်ခဲ့ရဆိုရင်ဒါကိုပုံလို့လုပ်ရမှာပေါ့ဒါတွေကိုကျွန်တော်ရေရိုးဆုံးဖြောက်ရမယ်ပေါ့ဖြောက်ရမယ်ဆိုတော့ဒီကောင်ကိုကျွန်တော်ဒီလို p နဲ့လုပ်မယ်ဆိုတော့ကျွန်တော်ဒီမှာ div တစ်ခုထပ်လုပ်ပြီးတော့ drop down data ဆိုပြီးလို့အဲ့ဒီထဲမှာကျွန်တော်ရဒီ link လေးထည့်လိုက်မယ်ဆိုရင်တော့ကျွန်တော်ပို့ပြီးတော့အဆင်ပြေရပေါ့အဲ့တော့ဒီမှာကျွန်တော်ကlinks ဆိုပြီးကျွန်တော်ထည့်ပြီးတော့ဒီမှာ control C လောက်ထားလိုက်မယ်ဒါဆိုရင်တော့ကျွန်တော်ဒီမှာပြန်ပြီး refresh run ကြည့်မယ်ဆိုရင်တော့ကျွန်တော် home ပြီးတော့ဒီမှာ links တွေရမယ်ပေါ့ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဘာလို့အဲ့ဒါကိုစလုပ်မလဲဆိုရင်တော့ကျွန်တော်ဒီ drop down လေးကိုဒီ drop down ဆိုတဲ့ဟာလေးကိုကျွန်တော်ဘာအရင်လုပ်ပြရမလဲဆိုရင် position ကို relative အရင်လုပ်ပြရကောင်းတယ်ပေါ့top တို့ left တို့ right တို့တော့မဟုတ်ဘူးပေါ့နော်ဒီလိုလေးအပေါ်ကနေသူအခြားဟာ nav bar ပါရှိနေဆိုရင်သူကnav bar ပါရှိရဆိုရင်သူကထပ်နေအောင်လို့ပေါ့နော်အဲ့လိုမျိုးအတွက်လောက်ထားတာ position relative ပြီးတော့ကျွန်တော်ရဘာလုပ်ပေးလို့မဆိုရင် display inline block ဆိုတာလေးကိုကျွန်တော်ထားပေးလိုက်မယ်ဒါဆိုတော့ကျွန်တော် inline block ဖြစ်သွားပြီဗျာ display ကအဲ့တော့ရပြီဆိုတော့ကျွန်တော်ဘာဆက်လုပ်ပေးရမလဲဆိုရင်ကျွန်တော်တွေကပေါ့နော်ဒီဘယ်လိုပြောရမလဲဒီ drop down data ပေါ့နော် drop down data ကိုကျွန်တော်ရ display none လုပ်ပေးရမယ်အဲ့ဒါမှကျွန်တော်ရပျောက်နေအောင်လို့ပေါ့နော်ပျောက်နေမယ်အဲ့တော့ display none လုပ်ပြတော့ဒီကောင်ကဘာလုပ်ပေးရမလဲဆိုရင်ဒီကောင်ကိုကျွန်တော်တွေက display none လေးကိုခဏ comment လေးခံထားမယ်ဒီမှာဘာလုပ်မလဲဆိုရင်သူ့ decoration လေးလုပ်မှာပေါ့အဲ့ဒါကို display inline block ဆိုပြီးကျွန်တော်ထားကြည့်လိုက်မယ်ဒါဆိုရင်ဘာမှမထူးဘူးပေါ့နော်ကျွန်တော်ဒါကိုဘယ်လိုလုပ်မလဲဆိုရင်ကျွန်တော်က PR လေးတွေခံလိုက်မယ်ပေါ့လွယ်လွယ်လေးဒီမှာ PR လေးခံမယ် PR လေးခံမယ်ပေါ့အဲ့တော့ PR လေးခံပြီးလုပ်လိုက်မယ်ဒါဆိုတော့ကျွန်တော်ရပြီပေါ့ဗျာအဲ့တော့ရပြီဆိုတော့ကျွန်တော် save လုပ်ကြည့်လိုက်မယ်ဆိုဒီလိုပုံစံဖြစ်သွားပြီကျွန်တော်ဒီမှာ decorate လေးလုပ်မယ်ကျွန်တော် color ကို white ထားမယ်ပြီးရင်text decoration ကို none ထားမယ်ပြီးတော့မှ color ရဲ့ text decoration ရဲ့ပြီးရင်ကျွန်တော်ရဲ့ padding ကိုကျွန်တော်ရ10 pixel လုပ်မယ်ပြီးရင်ကျွန်တော်ရ padding ပြီးရင်ဘာလဲဆိုတော့padding color ရဲ့ text decoration ရဲ့ padding ရဲ့ပြီးရင်ကျွန်တော်ရပေါ့နော်ဒီကောင်ကိုကျွန်တော်ရ text center လေးထားလိုက်မယ် text line center လေးထားလိုက်မယ်ဒါမှအလဲကောင်လေးရောက်နေအောင်လို့ပေါ့နော်အဲ့ဒီမှာဒါလေးကို save လုပ်မယ် sorry ဒီမှာကျွန်တော် editor ဟုတ်ပြီရပြီဒါဆိုရင်ကျွန်တော် refresh လုပ်ကြည့်လိုက်မယ်ဆိုဒီလိုပုံစံဖြစ်နေမှာပေါ့ဗျာအဲ့တော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဘာလုပ်ရမလဲဆိုရင်ဒီမှာဒီ data ကိုဆိုပြီးကျွန်တော်ရေးမှာပြဿနာလာတက်နေပေါ့နော်ကျွန်တော်ဒီမှာဒီကောင်ကို delete လုပ်မယ်ပြီးရင်ကျွန်တော်ဒီ drop down data ကိုမှကျွန်တော်ရ drop down data ကိုcontrol z drop down data ကိုကျွန်တော်ရသူ့ရဲ့ a ပေါ့နော် drop down data ထဲမှာရှိရဲ့ a ဒီအကုန်လုံးကိုကျွန်တော်ရဒီ text color white text decoration none ဆိုပြီးလုပ်မယ်အဲ့တော့မှပေါ့နော်ဘာဆက်လုပ်အောင်မလဲဆိုရင်ဒီကောင်တွေကိုတစ်ခုချင်းစီကိုကျွန်တော်ရ background ဆိုပြီးတော့ဘာဖြစ်တာbackground ကျွန်တော်ဘာပြဿနာတက်ပါလဲမသိဘူး BAC ကကြာရွေးဒီ background color အဲ့တော့ဒီနေရာမှာ background color ကိုကျွန်တော်ဘာထည့်မလဲဆိုရင် gray လေးပဲထည့်ထားလိုက်မယ်ပေါ့အဲဆိုရင်ကျွန်တော်စမ်းကြည့်မှဆိုရင် background color gray ဖြစ်နေပါကျွန်တော်ရဒီဘောက padding ဆိုတဲ့ဟာကိုဒီ drop down data မှာမထည့်ဘဲနဲ့ဒီကောင်လေးမှာထည့်လိုက်တာပို့ပြီးကြည့်လို့ကောင်းမှထင်တယ်ပေါ့နော်ဒီလိုပုံစံလေးဒီလိုပုံစံ padding လေးဖြစ်သွားပါဗျာအဲ့တော့ဒီမှာ chat refresh လုပ်ကြည့်လိုက်မှဆိုရင်ကျွန်တော်ရမယ်ပေါ့အဲ့တော့ဒီမှာဘယ်လိုကြည့်လိုက်မယ်
ဒီကောင်ကိုကျွန်တော်ရ padding ကိုတန်းပေးဆက်ထားတာရယ် background color ကို gray ထားတာရယ်ပေါ့ပေးတာလည်းမသိဘူးဒါဆိုတော့ဒီလိုပုံစံဖြစ်နေပေါ့ padding လေးရဒီလိုဖြစ်နေဒါကိုကျွန်တော်ရဒီလို padding ထားပွားကြီးဆိုရင်ကျွန်တော်ရ margin လေးထားလိုက်မယ်ပေါ့ margin 10 pixel ပြောတော့မှရိုက်ပေါ့နော်ဒီ ext ဒီ CRA decoration text sorry အပေါ်မှာဒါပြဖို့မိပါ text decoration done အစင်းကျွန်တော် text decoration နောက်ဖြစ်သွားပြီပေါ့ကျွန်တော် padding ကိုထားတာကြတော့ကျွန်တော်ရဒီလိုပုံစံ padding ရဖြစ်သွားပြီပေါ့အဲ့တော့အဲ့လိုမျိုးမဖြစ်အောင်လို့ကျွန်တော် preference လုပ်ဖို့ဆိုရင်ကျွန်တော်ဘာလုပ်ပေးရမလဲဆိုရင်ဒီမှာ display ကို inline block လေးထားကြည့်လိုက်ပေါ့ save လုပ်အောင် save လုပ်ရတယ် control s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  ဒီမှာကျွန်တော် save လုပ်သွားပြီပေါ့ save လုပ်ပြီးတော့မှကျွန်တော် refresh လုပ်ကြည့်လိုက်မယ်ဆိုရင်တော့ဒီလိုပုံစံလေးဖြစ်သွားပြီရသွားပြီပေါ့ okay သွားပြီ display inline block လုပ်ပေးလိုက်တာပေါ့အဲ့ညမှာကျွန်တော်ရ margin မလိုရတဲ့ကြောင့် margin လေးကိုကျွန်တော်ဖြတ်လိုက်မယ် save လုပ်ပြီးတော့ဒီမှာဒါလေးကိုပြန်ပြီးတော့လိုက်မယ်ဒါဆိုတော့ကျွန်တော်ရပြီပေါ့ဗျာရပြီဆိုတော့ဒီမှာsorry ကျွန်တော်ဟိုဖြစ်သွား window ကကျွန်တော်လုံးဝပြတ်သွားတယ်ပေါ့နော်ကျွန်တော်ဒီ test file ပါလုံးရဟုတ်ပြီဘယ်လိုဖြစ်ပါကျွန်တော်ဒီမှာပေါ့နော်ဒီလိုမျိုးသွားလို့ရသေးရဲ့ပဲထားပြီပေါ့ဒီမှာကျွန်တော်ရဒီ home မှာပေါ့နော်ကျွန်တော်ရဒီမှာ home မှာ links ဒီကျွန်တော်ရတယ်ပေါ့ဗျာဒီမှာ link ဆိုပြီးတော့ကျွန်တော်ဒီလိုပုံစံမျိုးဖြစ်သွားပြီဖြစ်သွားပြီဆိုတော့ကျွန်တော်ဘာဆက်လုပ်လို့ရလဲဆိုရင်ဒီကောင်လေးကိုပေါ့နော်ကျွန်တော်ရ display block လေးကိုကျွန်တော်ပြန်ဖွင့်ပေးရမယ်ပေါ့အဲ့တော့ကျွန်တော်ဒီမှာ display block လေးကိုသွားပြီးတော့ပြန်ဖွင့်ပေးလိုက်မယ် sorry display none လေးကိုပေါ့နော်သွားဖွင့်ပေးလိုက်မယ်ပြီးတော့ကျွန်တော်ပြန် refresh လုပ်လိုက်မယ်ဆိုရင် display none ဖြစ်သွားပြီအဲ့ကြတော့မှကျွန်တော်ရဘာလုပ်ပေးရမလဲဆိုရင်တော့လွယ်လွယ်လေးရပေါ့နော်ဒီမှာဒီ ROB DOW and draw down draw down ကိုတကယ်လို့ hover လုပ်ခဲ့မယ်ဆိုရင်သူ့ထဲမှာရှိရဲ့ drop down data ကိုကျွန်တော်ရဘာလုပ်ပေးမလဲဆိုရင် display block ပေါ့ display ကိုဖွင့်ပေးလိုက်မယ်မပြောရမှာဆိုရင်ဒါဆိုရင်ကျွန်တော် refresh လုပ်ကြည့်လိုက်မယ်ဆိုရင်သူ့ဘောကို hover ထားလိုက်တာနဲ့အောက်က link လေးကျလာမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနေ့လေ့လာခဲ့တာတော့ကျွန်တော် nav bar လေးကိုလေ့လာခဲ့တာဖြစ်ပါတယ်ကျွန်တော်ပေါ့နော်အခက်ခဲလေးရှိပါတယ်နည်းနည်းအချိန်ကြာသွားတဲ့တောင်းပန်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ်လေ့လာမှုလေးမှာပြန်ပြီးတော့တွေ့ဆုံကြပါမယ်